ကဲတားတို့ Diamond 2000ကျော်နဲ့ Street Fighter Skin 4កောင်လုံးရသွားမလားဆိုတော့ကြည့်ကြမယ် Let's go ကဲတန်းတော်နဲ့စပြီးတော့တီးလိုက်မယ်ဗျာဟုတ်လားနောက်တစ်ချိန်လည်းမပြတာနဲ့ Diamond 2000ကျော်ရှိတယ် Diamond ပေါ်တယ်ဟာရောင် Animation နဲ့လမ်းတော့လမ်းတယ်ကွာနာမည်တွေကဘာတွေလည်းမသိဘူးငါလည်း Street Fighter Skin မကြည့်ဘူးအိုး22ခုနဲ့ emoji ပါတန်းပေါက်သွားတယ်တန်သွားပြီဟုတ်လားတစ်လေးလုံးရတယ်ကဲနောက်တစ်ချိန်ထမယ်ဗျာနောက်ထပ်10ချိန်စပြီ Let's go Animation ကလမ်းတော့လမ်းတယ်ဗျာကဲဘယ်လောက်ရမလဲဒီချိန်ကတော့နဲသွားပြီတိတ်မရဘူးခုနကတစ်3လုံးဆိုတော့ဘယ်လောက်ရသွားမလဲ200ကျော်တော့ရတယ်မစိုးကက်ကက်လည်းရတယ်ကက်ကလေးသွားယူမယ်ဗျာဟုတ်လားကဲဘာမှပြောမနေတော့တန်းတော့ဆက်ပြီးတော့ဆွဲမယ် let's go ဘာမှလာမပြောနဲ့ဒီ animation လေးကြည့်ရတာကိုတန်းတော့လှည့်ရတာတန်တယ်ဗျာဟုတ်လားကဲဒီတစ်ခေါက်ကဘယ်လောက်ရသွားမလဲတစ်ချက်ရှိုးမယ်ဗျာဟဲ့အောင်ကြီးနဲတယ်ဟာ310နဲ့9ရတယ်ရှော့နဲလေကြုံများလေကြုံရမှာပဲဟုတ်လားတန်းတော့ဆက်ပြီးတော့တီးမယ်ဗျာကဲဒီတစ်ခေါက်ကဘယ်လောက်ရမလဲငါထင်တာတော့100လောက်ပင်ရပဲထင်တာပဲဘယ်လောက်ရလဲတစ်ချက်ကျိုးမယ် emoji ကပေါက်ပြီးသားလေး400ရသွားကဲနောက်ထပ်တန်းရောဗျာကြာလို့ဘာမှပြောမနေတော့စက်နှိပ်ပြောလားတန်းရောဘယ်လောက်ရမလဲဒီခေါက်ခုန400ကျော်ဟာရောက်ဒီတစ်ခေါက်ခွာပါရတယ်ဟာဘာကြီးလဲ emoji ရောမှ200တဲ့200တန်တဲ့ K5 ကြီးလားဘာကြီးလားမသိဘူးအောင်ဒါရသွားတန်သွားပြီလို့ပြောရမယ်ဒီတစ်ခေါက်ကတော့ emoji ရောရတယ် emoji တွေရလဲ skin မရသေးဘူးစက်ကြုံဟာလားတန်းရောနဲ့စက်ကြုံဘာမှစောင့်မနေဘူးကြာလို့ဗျာကဲဘယ်လောက်လဲဟာရောက်ထပ်ပေါက်ပြန်ပြီတို့ဟိုမှာဘာကြီးလဲဘာဖက်ကြီးလဲဘာဖက်ကြီးလဲ recall fat တယ်ဆောင်းတန်သွားပြီဟလာအရောင်ဒီ coin တွေကနဲတယ်ဆိုပေမဲ့လဲ recall fat တွေပါရတော့တန်တယ်ကဲတန် draw ဆက်ပြီးတော့တီးအောင်မယ်ဗျာဒီခေါက်ကဘယ်လောက်ရသွားမလဲခုန993ဆိုတော့ဘယ်လောက်ထက်ရမလဲတစ်ချက်ရှိုးမယ်ဟာပေါက်ပြီးသားပြန်ပေါက်တာတန်သွားပြီလေကဲဘာမှဆက်မပြောနဲ့တန် draw ဆက်ပြီးကြုံကြာလို့ဗျာအချိန်ကြီးကြာတယ်ဟုတ်လားကဲဆက်ပြီးတော့တန် draw နှိမ့်မယ်ဒီခေါက်ကဘယ်လောက်ရသွားမလဲတစ်ချက်ရှုံးမယ်ဟာဒီတစ်ခေါက်နဲသွားပြီဟာလားပြော800ကျော်ရသွားပြီဆိုပေမဲ့1200မှာပြီးမချင်းလှည့်ရမှာပဲဒီတစ်ခေါက်ကဘယ်လောက်ရမလဲတစ်ချက်ရှုံးမယ်ဗျာကဲ100ကျော်အနည်းဆုံးတော့ရကွာဟာဘာမှမရဘူးဟာဒီတစ်ခေါက်မတန်ဘူး945ရသွားပြီဆိုတော့ထပ်ပြီးတော့ကျုံးမယ်ဗျာဟုတ်လားစကင်တကောင်ကတော့မကြခင်ပိုင်ဆိုင်ရတော့မယ်ဒီတစ်ခေါက်ကဘယ်လောက်ရမလဲတစ်ချက်ရှုံးမယ်ဗျာကဲဘယ်နှခုရမလဲ20တခုပဲပါတယ်ကွာတိတ်မတန်ကျင်တော့ဘူးဂျင်းထဲနေပြီငါ့ကို1000တော့ကြော်သွားပြီတာကြီးတို့1200ရတော့မယ်ဆက်ပြီးတော့တန်ဒရောတီးမယ်ဗျာကဲဒီတစ်ခေါက်တော့100ကျော်လေးတော့ရပါကွာတော်တော်နဲနေပြီမင်းဟာက20တော့မပါတော့ကွာမိုက်လိုက်တာငါသားရကဲဒီတစ်ခေါက်ဆိုရင်တော့1200ရပြီ1200ပြည့်စကင်တကောင်နဲ့အတူတခြားဘာတွေများထပ်ပြီးပေါက်သွားအောင်မလဲငါမှာ emoji တွေ recall fat တွေပေါက်သွားအိုးပေါက်တာလေးပါထပ်ပြီးပေါက်သွားပြီတာကြီးတို့တန်သွားပြီဟုတ်လား1200လည်းပြည့်သွားပြီတာကြီးတို့ဘယ်စကင်လဲစီကျင်တယ်ပြောခဲ့ဗျာတာကြီးတို့လဲစီကျင်တဲ့စကင်ကိုလဲမယ်ငါတော့ဘာကန်ရမလဲမစင်းစားတယ်တာကြီးတို့လဲစီကျင်တဲ့စကင်ကမန်းခဲ့လိုက်ဗျာပြီးရင်လဲမယ်ဗျာ